လူတယောက်ကျမ်းမာဖို့ဆိုတာကကံစိတ်ဥရုအာဟာရဆိုတဲ့ပုံမှာမူတည်သလိုဝိညာဏလို့ခေါ်တဲ့နော်စဉ်းစားဆုံးဖြတ်ပိုင်ခွင့်ရွေးချယ်ပိုင်ခွင့်နေနဲ့လည်းဆိုင်ပါတယ်ခင်ဗျာသွေးလေလှည့်ပတ်မှုကောင်းမွန်အောင်ဂရုစိုက်လှုပ်ဆောင်ခြင်းကလူတယောက်ရဲ့ကျန်းမာရေးကိုထိမ့်သိမ်းဆောင်ရှောက်တာနဲ့အတူတူပါပဲအဲ့ဒီလိုမျိုးလူတယောက်ရဲ့ကျန်းမာရေးကိုထိမ့်သိမ်းဆောင်ရှောက်တဲ့နည်းတွေထဲမှာနော်နည်းအများကြီးတဲ့ကရွေးချယ်တဲ့အကောင်းဆုံးကနှစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီသွေးလေလှည့်ပတ်မှုကောင်းမွန်အောင်အာကစားလုပ်ပြီးတော့ပဲထိမ့်သိမ့်မလားစောင့်ရှောက်မလားဒါမှမဟုတ်အနည်းအနှိမ့်ဝန်ဆောင်မှုတွေကိုခံယူပြီးတော့ပဲထိမ့်သိမ့်စောင့်ရှောက်မလားဆိုပြီးတော့ရွေးချယ်တဲ့အနှစ်ခုရှိပါတယ်အာကစားလုပ်ပြီးတော့ကျွန်တော်တို့ထိမ့်သိမ့်စောင့်ရှောက်မယ်ဆိုရင်ပြောချင်တာကအာကစားလုပ်တယ်ဆိုတာကအာကစားလုံနိုင်တဲ့အသက်အရွယ်ဆိုတာရှိတယ်မလုံနိုင်တဲ့အသက်အရွယ်ဆိုတာရှိတယ်အာကစားလုံနိုင်တဲ့အနေအထားဆိုတာရှိတယ်မလုံနိုင်တဲ့အနေအထားဆိုတာရှိပါတယ်အဲ့တော့နံပါတ်1ကျွန်တော်တို့အာကစားလုပ်တဲ့နည်းနဲ့ထိမ့်သိမ့်စောင့်ရှောက်ဖို့အတွက်ကျွန်တော်စဉ်းစားကြည့်လိုက်အောင်အာကစားလုပ်ပြီးတော့သွေးလေလှည့်ပတ်မှုကောင်းမွန်ကျန်းမာရေးကောင်းထိမ့်သိမ့်စောင့်ရှောက်တယ်ဆိုတာကအာကစားလုပ်နေတဲ့အချိန်မှာတစ်ချိန်ကျွန်တော်တို့အချိန်တစ်ချိန်ပေးရမယ်နောက်ပြီးတော့အဲ့အာကစားလုပ်ပြီးတဲ့ပင်ပန်းမှုကိုပြန်ပြီးတော့ဖြေဖြောက်ဖို့အတွက်အချိန်တစ်ချိန်ပေးရမယ်အဲ့တော့အာကစားလုပ်ပြီးထိမ့်သိမ့်တယ်ဆိုတာကမကောင်းလားကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့အချိန်2မျိုးပေးရမယ်ဒါကအာကစားလုပ်တယ်ဆိုတာမကောင်းဘူးလို့ပြောတာမဟုတ်ဘူးเนาะကောင်းပါတယ်ဒါပေမဲ့လူတိုင်းကတယောက်နဲ့တယောက်အခြေအနေတွေအနေအထားတွေမတူကြဘူးအဲ့တော့ကိုနဲ့ဘယ်နီးလန်းကကိုက်ညီမလဲဆိုတာရွေးဖို့ဒါကျွန်တော်တက်နိုင်သူမျှဝေကြည့်တာပေါ့နော်တက်နိုင်သူမျှဝေကြည့်တာပေါ့ကျွန်တော်တို့ရဲ့ဒီအနည်းနှိမ့်နီးတွေနဲ့เนาะအနည်းနှိမ့်ခံပြီးတော့ထိမ့်သိမ့်နေဆိုတာကဒီအနည်းနှိမ့်ခံတဲ့နေရာမှာလဲဒီသွေးနဲ့လေမျှတစေတဲ့ဝန်ဆောင်မှုကိုရယူတဲ့နေရာမှာလဲယူနိုင်တဲ့အသက်အရွယ်အနေအထားဆိုတာရှိသလိုမယူနိုင်တဲ့ယူလို့မရတဲ့အသက်အရွယ်အနေအထားဆိုတာရှိပါတယ်ဒါကျွန်တော်ရှေ့ကဗီဒီယိုတွေမှာတင်ခဲ့ပူပါတယ်အဲ့တော့အကြမ်းမြင့်မဲ့စဉ်းစားကြည့်လိုက်အောင်နော်အနည်းနှိမ့်ဝန်ဆောင်မှုတွေဒါမှမဟုတ်သွေးနဲ့လေလှည့်ပတ်မှုကိုရယူပြီးတော့ထိမ့်သိမ့်နေဆိုတာကကျွန်တော်တို့ဒီဝန်ဆောင်မှုကိုရယူနေတဲ့အချိန်တစ်ချိန်ပဲကျွန်တော်တို့ပေးရပါတယ်နော်ဝန်ဆောင်မှုကိုရယူလိုက်တဲ့အတွက်ကြောင့်ပင်ပန်းပြီးတော့အနားယူဖို့အတွက်အခြေတစ်ချိန်ထပ်ပေးစရာမလိုပါဘူးဒီဝန်ဆောင်မှုကိုရယူနေတဲ့အချိန်မှာနော်ဝန်ဆောင်မှုကိုရယူရင်းနဲ့ကျွန်တော်တို့အနားယူလို့ရပါတယ်တော့အနားယူရင်းနဲ့ဝန်ဆောင်မှုကိုရယူလို့ရပါတယ်ဒါကြောင့်မို့လို့အချိန်တစ်ချိန်ပဲပေးရပါတယ်ဒါကဘယ်နီးလန်းကိုရွေးမလဲဘယ်ဟာကိုရွေးမလဲဆိုတာကဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့လူတစ်ယောက်ချင်းစီကကိုယ်နဲ့အဆင်ပြေမဲ့နီးတင့်တော်မဲ့နီးကိုရွေးချယ်လို့ရပါတယ်ကျွန်တော်တို့အခုလက်ရှိရထားတဲ့ခန္ဓာကိုယ်ကြီးဆိုတာကပြုပြင်တတ်မယ်ထိမ့်သိမ့်တတ်မယ်ဆိုရင်မသေးမချင်းအသုံးချလို့ခိုင်းစားလို့ရမယ်ကံတရားကပေးထားတဲ့လက်ဆောင်ကြီးတစ်ခုပါလူတယောက်ကျမ်းမာဖို့ဆိုတာကကံစိတ်ဥရုအာဟာရဆိုတဲ့ပုံမှာမူတည်သလိုဝိညာဏလို့ခေါ်တဲ့နော်စဉ်းစားဆုံးဖြတ်ပိုင်ခွင့်ရွေးချယ်ပိုင်ခွင့်နေနဲ့လည်းဆိုင်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့အခုဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့ကိုချစ်တယ်ကိုကျမ်းမာရေးကိုဂရုစိုက်တယ်ဆိုရင်ကိုယ့်ရဲ့ကျမ်းမာရေးကိုကြာရှည်ထိမ့်သိမ့်နိုင်ဖို့အတွက်ဘယ်နည်းလမ်းကိုရွေးချယ်ရမလဲဆိုတာမိတ်ဆွေအနေနဲ့စဉ်းစားဆုံးဖြတ်တင်တယ်လို့ထင်ပါတယ်ခင်ဗျာဒီဗီဒီယိုဖိုင်ကိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားလုံးပဲစိတ်ဓာတ်ဒုက္ခကာယဒုက္ခနထာနာနဲ့ပြည့်စုံပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ